မေတ္တာတုတ်လားမေတ္တာပွားနည်းမေတ္တာတုတ်မှာမြတ်စွာဘုရားရှင်ကဘယ်လိုမျိုးလမ်းညွှန်မှုပေးခဲ့တယ်လဲဆိုတာလေးကိုဆက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်။ကဲအားလုံးလည်းမေတ္တာတုတ်ကိုရကြတယ်ပေါ့။မေတ္တာတုတ်မှာမြတ်စွာဘုရားရှင်ကတော်ထဲမှာတရားအထုတ်ကြတဲ့ယဟန်900တရေ6လို့တသေ6လို့ဖို့ပြိတ္တာဘလူးတွေက6လို့ယုဂဇိုးတွေကနှောက်ရှက်လို့သူတို့တွေတရားအားမထုတ်နိုင်ပဲရှိနေကြတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားရှင်တွေကိုဝါရင်းကြီးဝါမကြုတ်ခင်ဘုံဘုံတို့ကဝါဆိုတဲ့နေရာမှာတခြားသွားခွင့်မရှိအဲ့ဒီမှာတော့ဘယ်လိုမှနေလို့ကိုမရလို့ဒီရှင်ဘုရားများအပါ900ဟာအပါ900နော်အဖွဲ့ကြီးလိုက်အကုန်လုံးပြန်ပြေးကြရတယ်ပေါ့အဲ့မှာမြတ်စွာဘုရားရှင်ကိုဝါရင်းကြီးပဲရောက်လာပြီးရှောက်တဲ့အခါမြတ်စွာဘုရားရှင်ကအားလုံးသိထားကြတဲ့အတိုင်းမေတ္တာတုတ်ကိုသင်ပေးတာပေါ့မေတ္တာတုတ်မှာဘုံဘုံတို့ရှေ့ပိုင်းမှာရုပ်ခဲ့တဲ့ဟာတွေအကုန်လုံးကဒါတန်ခါးတဲ့မထေမြတ်ကြီးများရုပ်ဖက်ပူဇော်တဲ့ပုံပေါ့အခုဓမြတ်စွာဘုရားရှင်ကတော့ဒီအပိုင်းကနေစပြီးတော့မေတ္တာတုတ်ကိုသင်တယ်ပေါ့ဆိုတော့မေတ္တာပွားများမဲ့ယောဂီပုဂ္ဂိုလ်ဟာမေတ္တာပွားများမဲ့ယဟန်တော့မမေတ္တာပွားများမဲ့လူပေါ့အဲ့ပုဂ္ဂိုလ်တွေမှာရှိရမယ့်အရည်ချင်း15ခုမြတ်စွာဘုရားရှင်ကပြတာနော်ဒါကြောင့်မေတ္တာပွားတော့ပွားတယ်ဗျာမေတ္တာကတပည့်တော်ရောက်တယ်မထင်ပါဘူးနော်တပည့်တော်ရဲ့မေတ္တာမစွန့်မှုထင်တယ်ပြောလာကြတယ်ပေါ့ဘယ်စွန့်မလဲမေတ္တာပွားများမဲ့ပုဂ္ဂိုလ်မှာရှိထားရမယ့်စိတ်ထားတွေကိုမြတ်စွာဘုရားရှင်ကပြောထားတယ်အဲ့ဒီစိတ်ထားဒီလမ်းညွှန်ချက်တွေနဲ့အညီလိုက်နာနိုင်မှလားမေတ္တာထိရောက်တဲ့မေတ္တာဖြစ်မယ်ပေါ့နံပါတ်1သတ်ကောတဲ့ကျင့်နိုင်စွမ်းရမယ်တဲ့မေတ္တာပွားများမဲ့ပုဂ္ဂိုလ်ကနံပါတ်1မေတ္တာပွားရင်မိပွားတဲ့မေတ္တာရဲ့တတ္တိဟာနော်မိမိကိုယ်တိုင်လည်းဘေးအန္တရာယ်ကင်းတယ်ချမ်းသာစေတယ်အဲ့ဒါလိုပဲမိမိပွားလိုက်တဲ့မေတ္တာစိတ်ရဲ့အစွမ်းကြောင့်မိမိမေတ္တာပွားများတဲ့ပုဂ္ဂိုလ်တ attva တိလိစ္ဆာန်ပဲဖြစ်စေဘယ်ပုဂ္ဂိုလ်ဘယ်ကတ attva ပဲဖြစ်စေထိုပုဂ္ဂိုလ်ဟာမိမိပွားများအားထုတ်လိုက်တဲ့မိမိပို့လွှတ်လိုက်တဲ့မေတ္တာတက်ကြောင့်သူဟာချမ်းသာသွားတယ်ဘေးကင်းသွားတယ်အန္တရာယ်ကင်းသွားတယ်ကြီးပွားတိုးတက်သွားတယ်ဆိုတဲ့ဒီယုံကြည်မှုနံပါတ်1တရားတရားရှိရတရားတရားမရှိဘဲနဲ့တော့ဒီမေတ္တာကအာမကောင်းနိုင်ဒါကြောင့်ဘုံဘုံကပြောတယ်ယောဂီတို့ဘုံဘုံကဒီစာတွေကိုနောက်မှပြောပြီးလက်တွေ့ပြောနေတယ်ကိုမေတ္တာပွားလိုက်တယ်ဆိုရင်မေတ္တာရသွားတယ်ကိုမှအေးချမ်းသွားတယ်ငြိမ်းချမ်းသွားတယ်ဆိုတဲ့အမြင်ဒီလိုမျိုးအရသာပေါ့ဒီလိုမျိုးခံစားချက်ပေါ်ရတိပို့ကိုပို့တဲ့အခါတခြားသူပို့တဲ့အခါလဲကိုပို့လိုက်တဲ့မေတ္တာတက်ဟာသူစီရောက်သွားတယ်လို့ယုံကြည်မှုတိဆောက်ပြီးယုံကြည်ပေးကိုပို့လိုက်တဲ့မေတ္တာကြောင့်သူဘေးကင်းသွားတယ်ချမ်းသာသွားတယ်နော်ကိုယ်စိတ်နှစ်ပါးချမ်းသာသွားတယ်စသဖြင့်ဒါယုံကြည်ပေးနံပါတ်1တတ္တာဒါကြောင့်တက္ကောဆိုတဲ့အထဲမှာမြတ်စွာဘုရားရှင်နံပါတ်1တရားတရားရှိရမယ်နံပါတ်2စန္ဒသူ့ကိုဘေးကင်းချမ်းသာစေခြင်းနဲ့စန္ဒအမှန်ဘေးရန်ရဲ့ကင်းရှင်းစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့စန္ဒအမှန်လည်းရှိဖို့လိုတယ်တဲ့နော်လက်လာပါငဲ့ပြီးတော့နော်ကိုချစ်ပါစေကိုကမေတ္တာပွားတဲ့အခါကိုပြန်ချစ်ပါစေကိုပြန်ပြီးခင်တွယ်ပါစေမျက်နှိုးပါစေတန်ဖိုးထားပါစေလေးစားပါစေဆိုတဲ့စန္ဒမရှိရကိုပို့လိုက်တဲ့မေတ္တာကြောင့်သူ့မှာအေးချမ်းသွားတယ်ကျမ်းမာသွားတယ်ဘေးကင်းသွားတယ်အဲ့ဒီလိုမျိုးဘေးကင်းချမ်းသာစေခြင်းနဲ့စန္ဒသူ့အတွက်တက်ရောက်မှုပြည့်ပါစေဆိုတဲ့ဒီစန္ဒပဲရှိရကိုယ့်အတွက်အကျိုးမျှော်တဲ့စန္ဒဒါမထားဘူးဒါကြောင့်နံပါတ်3ကကျတော့ဝိရိယပွားရမယ်ပို့ရမယ်ဟာတပည့်တော့ပုံဖော်တာမပေါ်ဘူးဗျစိတ်ထဲမှာစေတသိကဝိရိယပေါ့စိတ်ပိုင်းဆိုင်ရာဝိရိယအားနေတယ်ဝိရိယမှာအခြေခံ2ခုရှိတယ်ကာယကဝိရိယခါရဲရုပ်ပိုင်းဆိုင်ရာလုံးလာကြိုးကိုအားထုတ်ပြီးတော့တမလင်ကိုထိုင်တဲ့ခါကိုမှတ်ထားတယ်နောက်ခေါင်းကိုမှတ်ထားတယ်ဒါကရုပ်ပိုင်းဆိုင်ရာဝိရိယဒါကိုကာယကဝိရိယလို့ခေါ်တယ်မအေးဘူးမငိုက်ဘူးမပြင်းဘူးကြိုးစားအားထုတ်တာကာယကဝိရိယကစေတသိကဝိရိယကစိတ်အားတတိနဲ့ပြည့်ဝအားထုတ်မယ်ကြိုးစားမယ်အငိုက်မခံဘူးအလေးမခံဘူးအလွတ်မခံဘူးဆိုတဲ့ဒီစိတ်ထားစေတသိကဝိရိယဒါကြောင့်ဝိရိယရုပ်ပိုင်းစိတ်ပိုင်းဝိရိယပြည့်နဲ့သူ့ကိုဒီမေတ္တာပွားများရော့နေလို့မရဘူးတဲ့ဒါကြောင့်တက္ကောဆိုတဲ့အထက်မှာဘယ်လိုအချင်းသုံးခုကိုစာကထုတ်ပြထားလဲဆိုတော့တရားတရားယုံကြည်မှုရှိရမယ်စန္ဒသူ့ကိုဘမကိုဘောပို့ပါကိုပဲပြန်ပို့သည်ဖြစ်စေတခြားသူပဲပို့သည်ဖြစ်စေဒီလိုမျိုးဘေးကင်းသွားသေးခြင်းနဲ့ချမ်းသာသေးခြင်းသွားတဲ့ဒီ wish ပေါ့စန္ဒအမှန်ရှိရမယ်နံပါတ်3ဝိရိယမေတ္တာပို့နိုင်စွမ်းရှိရ
အဲကြောင့်နံပါတ်1ဖြစ်တဲ့တတ်ကောဆိုတဲ့ဟာကိုခြုံပြောရင်လုံနိုင်စွမ်းရှိရမယ်လုံနိုင်စွမ်းကတရားသန္နာဝရိယ3ခုပြည့်ရမယ်တစ်လုံးနဲ့ခြုံပြောတော့လုံနိုင်စွမ်းမေတ္တာပို့နိုင်စွမ်းရှိရမယ်လို့မြတ်စွာဘုရားရှင်တတ်ကောတဲ့နံပါတ်2ဥစုကိုနှုတ်ဖြောက်မဲ့ရမယ်မလင်ရဘူးမညာဘူးမကောက်ရဘူးဂုံမချိုးရဘူးသူတော်ဘာကိုပျက်စီးလို့တဲ့ဆန္ဒနဲ့မဆဲရဘူးမဆိုးရဘူးနော်မိမိရဲ့ကာယကံအပြုမှုဝစီကံအပြုမှုအပြောဆိုတွေအလုံးဟာဒါရင်ကြီးတိမ်မွေးရမယ်ဖြောင်းမဲ့ရမယ်လို့ပြောတာယူသားဖို့လိုတယ်ပေါ့ကွာဘေကင်းချမ်းသာပါစေကျမ်းမာတိပေါက်နိဗ္ဗာန်ရောက်ပါစေဆိုတဲ့အပေါ်ယံလောကပြုတဲ့ပုံစံမျိုးပို့ရမှာမဟုတ်ဘူးတဲ့ရိုးရိုးလေးချမ်းသာပါစေကျမ်းမာပါစေတစ်လုံးနဲ့ပို့လဲရတယ်သို့တော့အဲ့ဒီကိုယ့်ရဲ့ပြောဆိုမှုဟာယူသားတဲ့မေတ္တာပုံမှုဖြစ်ရမယ်ဥစုနောက်သူဟုစုစိတ်ကလည်းဖြောင်းမဲ့ရမယ်စိတ်ကလည်းယူရမယ်ဒါကြောင့်ဥစုပြီးတော့မြတ်စွာဘုရားရှင်သူဟုစုတဲ့ဝတိကံအပြောဆိုကာယကံအပြုမှုတွေယဉ်ကျေးရမှာမဟုတ်ဘူးယူသားမှာမဟုတ်ဘူးတဲ့စိတ်ကလည်းယူသားပါစေတဲ့တချို့ကအပြောသိပ်ကောင်းတယ်ညင်သာတယ်မေတ္တာတန်ပါတယ်လို့ရှိတယ်နော်တစ်ဖက်သားကြွေအောင်ပြောနိုင်တယ်ပေါ့တို့တော့စိတ်ထဲမှာကောက်ကျစ်နေတယ်အဲ့ဒါဆိုရင်မေတ္တာအစစ်မဖြစ်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ဥစုဆိုတာကာယကံဝစီကံကိုမှုနှုတ်မှုဖြောင်းမဲ့ရမယ်သူဟုစုဒီလောက်နဲ့မလောက်ဘူးစိတ်ထားပါရိုးဖြောင်းရမယ်တကယ်ကိုချမ်းသာတည်ခြင်းတဲ့စိတ်ထားအမှန်ရိုးရိုးလေးအမျော်အကိုးပါတဲ့စိတ်ထားမရှိရဘူးလို့ဒီလိုပြောတာသေးချာနားထောင်မှာဒါမြတ်စွာဘုရားရှင်ပြောခဲ့တဲ့ဟာယောဂီတို့ဒါကြောင့်မိမိရဲ့မေတ္တာလေးအားကောင်းခြင်းမကောင်းခြင်းစွန့်ရည်ထက်မြက်ခြင်းမထက်မြက်ခြင်းဟာဒီရည်သွေးတွေကိုယ်ဒီမှာမရှိလို့ဒါနဲ့သက်ဆိုင်ပါတယ်မိမိဒီမှာမြတ်စွာဘုရားရှင်ပြောတဲ့အရည်သွေးတွေပြည့်နေတယ်ဆိုရင်ကိုပို့တဲ့မေတ္တာဆွမ်းအားဒေချပေါင်းမြင့်လာမှာပါနောက်နံပါတ်၄ကသူဝဆောနော်မေတ္တာသုံးနေတိုင်းရွတ်နေကြတယ်တို့တော့ဒီအဓိပ္ပာယ်တွေကိုဘုရားပြောတဲ့အဓိပ္ပာယ်တွေကိုနားလည်လို့ရွတ်တာမဟုတ်ဘူးအန္တရာယ်ကင်းဖို့ဆိုပြီးရွတ်နေကြတဲ့အဆင့်ဒါကြောင့်ဒီမှာနားလည်သိခြင်းနဲ့နံပါတ်၄သူဝဆောဆုံးမလွယ်ရမယ်ဆရာသမားကလမ်းညွှန်တဲ့အခါဆုံးမတဲ့အခါနားလွယ်ရမယ်နော်ကိုယ့်အတွက်ကောင်းသားစေခြင်းနဲ့လိမ္မာစေခြင်းနဲ့အကျိုးရှိစေခြင်းနဲ့ဆန္ဒအမှန်နဲ့ဆုံးမလာတဲ့အဆုံးအမကိုနာခံလွယ်ရမယ်နော်ကဏ္ဍကောစပေါ့နော်ငင်းကုန်မတန်ရဘူးအငင်းခုံမလို့ရဘူးနော်ကိုယ့်ကိုကောင်းသားလေလို့ပြောဆိုရတဲ့ပုဂ္ဂိုလ်ကိုစိတ်ပြည့်အောင်စိတ်ညစ်အောင်နော်ကလန်ကဆန်မလို့ရဘူးဗျာအေးရစကားနဲ့ဒါကြောင့်သူပြောလာတဲ့စကားကိုရိုးရိုးတည်တည်လေးစားစားနာယူလွယ်ရမယ်ဒါကသူဝဆောသောဝသတ္တပုဂ္ဂိုလ်သောဝသတ္တမင်္ဂလာပေါ့မင်္ဂလာသုံးမှာတော့မြတ်စွာဘုရားရှင်ဟာဒါတော်တော်အရေးကြီးတယ် communication မှာလည်းဒါအများကြီးအရေးကြီးတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားရှင်မင်္ဂလာသုံးမှာတော့သောဝသတ္တမင်္ဂလာလို့ပြောပြီးတော့မေတ္တာသုံးမှာကျတော့သူဝဆောဆိုတဲ့ပုံနဲ့ပြန်ဟောတယ်ဆိုဆုံးမလွယ်ကူသူဖြစ်ရမယ်တဲ့သူဝဆပုဂ္ဂိုလ်ဒါကြောင့်သူဝဆပုဂ္ဂိုလ်ရဲ့စัจ jin ပကြဒုဝဆပုဂ္ဂိုလ်ဆုံးမခတ်တဲ့ပုဂ္ဂိုလ်တဲ့ကျွတ်ဆက်နိုင်တဲ့ပုဂ္ဂိုလ်တဲ့လူကွာသာဆိုဒုဝဆပုဂ္ဂိုလ်လို့ပြောနောက်တစ်ပတ်ကမုရုကိုနှုတ်နုညံ့သိမ်မွေးရမယ်ကိုယ်ကလည်းနုညံ့သိမ်မွေးရမယ်နှုတ်ကလည်းနုညံ့သိမ်မွေးရမယ်အဲ့တော့ကိုယ်မူရနုညံ့သိမ်မွေးတာဖြစ်တယ်လို့နှုတ်ကလည်းအပြောဆိုယဉ်ကျေးသိမ်မွေးရမယ်polite ဖြစ်ရမယ်ယဉ်ကျေးသိမ်မွေးရမယ်ငါစိတ်ကတော့နော်ကောင်းတယ်နှုတ်ပြောတာကျမ်းတာဆိုတဲ့ဟာမျိုးကိုမေတ္တာသုံးမှာတော့ဒီလိုမျိုးစင်ကြယ်ပေးလို့မရဘူးတဲ့ကိုရောနှုတ်ရောလေ့ကျင့်ယူထားပါဟောနောက်နံပါတ်6အနတ္တိမာနိတဲ့မာနမကြည့်ရဘူးတဲ့ယုတ်လာလို့ပညာတက်လို့ဥစ္စာပေါ်လို့ဆွေမျိုးတောင်းလို့အတိုင်းဝိုင်းကောင်းလို့စီးပွားဖြစ်လို့ကြမ်းမာလို့အစရှိတဲ့ဘာကြောင့်ပဲဖြစ်မာနမကြည့်ရဘူးတဲ့ဒါမေတ္တာပွားခြင်းတဲ့ပုဂ္ဂိုလ်မှာရှိရမယ်သိမ်မွေ့တဲ့စိတ်ထားလေးနောက်နံပါတ်9တန်တော်တကောစတင်းတိမ်ရောင်ရဲလွယ်ရမယ်ဝတ်သားဟင်းနေကွာငါအမဲသားစားကျင်တာအမဲသားဟင်းမစားပါဘူးဆိုငါတက်လို့မှမဟုတ်ရင်မစားဘူးအစရှိတဲ့ကိုရှိရောက်လာတဲ့စားကောင်းတောက်ဖွယ်ပဲဖြစ်စေနော်တင့်မြတ်တဲ့အစားအစာပဲဖြစ်စေတို့မို့မပြည့်စုံတဲ့အစားအသောက်အနေအတိုင်းဘယ်လိုပဲဖြစ်ပြည့်စုံသည်ဖြစ်စေမပြည့်စုံသည်ဖြစ်စေပြည့်စုံသည်ဆိုပြီးတော့လေလောဘတွေကြီးလို့မရဘူးမပြည့်စုံဘူးချွတ်တဲ့ဆိုတဲ့အပေါ်မှာလေအဲ့ဒီပေါ်မှာအားမလို့အားမရတယ်မဖြစ်ရဘူးရောက်လာတဲ့လက်လာပနော်ရောက်လာတဲ့လက်လာပရလာတဲ့အခြေအနေပေါ်မှာတင်းတိမ်ရောင်ရဲရမယ် contentment ပေါ့တင်းတိမ်ရောင်ရဲရမယ်အဲ့လိုပြောတဲ့အခါအလုံးမကြိုးစားဘူးမဟုတ်ဘူးအလုံးကိုတော့အကောင်းဆုံးကြိုးစားပါသို့တော့ရလာတဲ့ရလက်ပေါ်မှာတင်းတိမ်ရောင်ရဲပါတင်းတိမ်ရောင်ရဲပဲနဲ့ဆက်ပြီးမလုပ်တာမဟုတ်ဘူးအလုံးထက်ကြိုးစားရမှာပဲ
တို့တော့ရလာတဲ့ရလက်ပေါ်မှာတင်းတင်ရောင်ရမယ်စီးပွားရှာတယ်ဆိုရင်ရှာတဲ့လောက်ရချင်မှရတို့တော့ရှာတဲ့နေရာမှာတော့မလျှော့နဲ့အကောင်းဆုံးရှာရလာတဲ့ရလက်ပေါ်မှာငါက1000မြတ်မယ်လို့ထင်တာ100ပဲမြတ်တယ်100နဲ့မြတ်တဲ့အပေါ်မှာလည်းတင်းတင်ရမယ်တို့100ပဲမြတ်တယ်ဆိုတော့တော့ဘာကြီးကနောက်ထပ်မရှာတော့မဟုတ်ဘူးထက်ရှာမှာပဲနော်ရလာတဲ့ရလက်ပေါ်မှာတင်းတင်ရမယ်အဲ့လိုစားစရာတောက်စရာနေစရာထိုင်စရာလူတွေကငါ့ကိုအများကြီးခင်ဝင်လိမ့်မယ်လို့ထင်တာတကယ်တမ်းကျတော့ငါခင်နဲ့မင်းနဲ့နည်းနည်းလေးရှိတာပါနည်းနည်းလေးရှိရင်လည်းတင်းတင်ရမယ်ဒါကြောင့်သက်ရှိသက်မဲ့ရလာတဲ့လက်လာပါတွေအပေါ်မှာတင်းတင်ရောင်ရဲလွယ်ရမယ်တဲ့နောက်နံပါတ်8သူပဇောနော်သူပရောစမွေးမြူလွယ်ရမယ်နော်မွေးမြူလွယ်ရမယ်ဆိုတာကဘာကိုပြောတာလဲဆိုဥမာဘုန်းကြီးတွေဆိုရင်ပေါ့ဆွမ်းကတပည့်တော်တို့ငပိရီလေးပါတယ်အမေငပိရီပဲလားအတုမြုပ်လေးမပါဘူးလားဆိုတာဒါမမွေးမြူလေငပိရီနဲ့ရလာတဲ့ဟာကိုအတုမြုပ်ထပ်တောင်းတယ်အမေကြက်သွန်မူလေးချပေးပါအောင်ငရုတ်သီးလေးချပေးပါအောင်စသဖြင့်ဒါအာယုံများနေတာအဲ့ဒါမျိုးမဟုတ်ဘူးတရားသူတွေကလှူလာတဲ့ပေးလာတဲ့ဟာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်အဲ့ဒါရောင်ရွက်လေရမယ်အဲ့လိုပဲဒါယောဂီတို့အများကြီးရေးကြည့်တယ်မိမိဟာအသက်ကြီးလာတဲ့သူဆိုရင်သားသမီးတွေကကိုထင်သလောက်ကိုပြုစုချင်မှပြုစုနိုင်မယ်နော်အဲ့ဒီအခါမျိုးမှာသူတို့ရဲ့သဒ္ဓါတွေလောက်ပေါ့ဖြစ်လာတဲ့လက်လာဘပေါ်မှာသားသမီးတွေရဲ့ပေးလူမှုကျွေးမှုစောင့်ရှောက်မှုပေါ်မှာတင်းတင်ရောင်ရဲမှုမရှိရင်ဒီသားသမီးတွေနဲ့ပြန်ပြီးတော့ဒေါသအာဃာတတွေဖြစ်နေရင်မေတ္တာစိတ်မဖြစ်တော့ဘူးပေါ့အဲ့လိုပဲကိုကသားသမီးဖြစ်နေတယ်ဆိုရင်လည်းမိဘကသူတို့ကြိုးစားပြီးတော့ရှာဖွေတယ်ပေါ့ရလာတဲ့အထက်ကနေပြီးတော့ထင်သလောက်မရတဲ့အခါနည်းနည်းပဲပေးနိုင်တယ်တို့မပေးနိုင်ပဲရှိတယ်အဲ့ဒီခါမျိုးမှာလည်းမိဘပေါ်မှာကျေးဇူးမမဲ့အောင်မွေးမြူလွယ်တယ်ဆိုတာကငါ့ကိုဒီလောက်စောင့်ရှောက်ပြီးပြီပဲငါ့ကိုအကာအကွယ်ဒီလောက်ပေးပြီးပြီပဲငါ့ကိုလူဖြစ်အောင်ကျွေးမွေးခဲ့ပြီးပြီပဲဆိုတာမျိုးကိုနော်ကျင့်တတ်ရမယ်အဲ့ဒါဟာသူဘရောစမွေးမြူလွယ်တဲ့သူပြုစုလွယ်တဲ့သူဖြစ်တယ်ပေါ့နော်နောက်တစ်ခုကအဘကိစ္စဆိုကိစ္စနေရမယ်တနေ့ကိုဒါရရှိုးလိုက်ဖွလိုက်လိမ့်လိုက်ချဲလိုက်နဲ့မပြီးဘူးနော်အဲ့တော့သူ့လိုကြီးတယ်သူကိစ္စအကြီးခန္ဓာကိုယ်တတာနဲ့ကာမဂုဏ်ခံစားတဲ့အာယုန်တွေနဲ့ပဲများနေတယ်ကုသိုလ်ဖြစ်ဖို့ကုသိုလ်ကောင်းမှုပြုဖို့ဘုရားရှိခိုးဖို့တောက်တော်ရေကပ်ဖို့ပန်းကပ်ဖို့ရေချမ်းလဲဖို့စွန့်တော်တင်ဖို့ကုသိုလ်ကောင်းမှုပြုဖို့စာဖတ်ဖို့ဒါကြတော့အချိန်မရဘူးသို့တော့ဂိမ်းစောတာကြတော့အချိန်တနေ့ကုန်သုံးတယ်နော်လိုင်းသုံးတာကြတနေ့ကုန်သုံးတယ်အပြင်းစလိုက်တနေ့ကုန်နေတယ်မကောင်းတဲ့အတွေ့အကြုံတွေနဲ့တနေ့ကုန်တွေးနေတယ်စိတ်ပြက်စရာအကြောင်းတွေတနေ့ကုန်စဉ်းစားနေတယ်လောဘတွေနဲ့မောဟတွေနဲ့ဒေါသတွေနဲ့တခါတည်းစီးပွားအာယုန်တွေနဲ့ပြဖြစ်နေတယ်ဆိုရင်ဒါကိစ္စများတဲ့သူပဲအလုတ်ကတော့ကြိုးစားမှာပဲအချိန်ကြီးကြိုးစားမှာပဲသို့တော့ဒီအလုတ်ချိန်လေးတွေကနေတော့မို့အလုတ်အားလက်တဲ့အချိန်တွေကနေပြီးတော့ကုသိုလ်ဖြစ်ဖို့နှလုံးသွင်းမှုကုသိုလ်ဖြစ်မဲ့အာယုန်လေးတွေကိုများများအားထုတ်ပေးရမယ်အဲ့လိုမျိုးအလေးကျင့်လေးတွေကာယကံဝစီကံမနောကံမှာအားထုတ်ပေးရမယ်အဲ့ဒါဆိုရင်ဒါကိစ္စနေတဲ့သူပေါ့ကောင်းတဲ့ကိစ္စမအောင်များကိစ္စများတယ်ဆိုတာဘယ်နေရာမှာကိစ္စများတာလဲဆိုတာမကောင်းတဲ့အလုပ်ကိစ္စတွေအကုသိုလ်ဖြစ်မဲ့ဟာတွေလောကီအတွက်တွေပဲအချိန်ကုန်ပြီးတော့လေးနေတဲ့သူတွေတော့မဟုတ်လောကီအတွက်ပဲအချိန်ကုန်နေတဲ့သူတွေဘုန်းကြီးတွေဆိုရင်မြတ်စွာဘုရားရှင်ဘယ်လိုပြောလဲဆိုတော့သင်္ကန်းခဏခဏလျှောတာခေါင်းခဏခဏရိတ်တာလက်သေးခဏခဏဖြတ်တာကစအဲ့လောက်ထိပြောတာနော်အဲ့ဒါဆိုတော့အဲ့ဒီဟာတွေကြီးတဲ့ပဲအချိန်ကုန်နေပြီးတော့တရားအားထုတ်တဲ့ပဲအချိန်ရော့သွားတယ်ဆိုရင်အဲ့ဒါကိစ္စများတဲ့ရဟန်းမယ်တဲ့တရားမတက်တော့ဘူးတဲ့ဒါကြောင့်လက်သေးညှက်တဲ့အခါညှက်နော်ခေါင်းရိတ်တဲ့အခါရိတ်နော်အဲ့ဒါဆိုတော့ခဏခဏသင်္ကန်းလျှောတာဒီနေ့သင်္ကန်း3-4ကလောက်လဲနေတာဘုရားရှင်လက်ထက်ကရှိတဲ့တထေးကနေဝတ်လာတာတထေးကနေဝတ်လာတဲ့ဒီကိုတော်ကတခါတည်းနောက်ကအစေခံနေပါတခါတည်းရဟန်းပြုခိုင်းပြီးတော့သင်္ကန်းလျှောဟာအခုခေတ်လို့ဆိုတော့မိဘူးထိုးဟာဘာညာအစုံနေမှာပေါ့လေနော်အမွေစီဖြောင်းဟာအမျိုးမျိုးဖြစ်မှာပေါ့ခါတည်းသူ့ရဲ့ခြေသေးလက်သေးတွေကိုသပေးနေတဲ့ကိုတော်တွေလိုက်လုတ်ပေးနေတဲ့သူတွေရှိတယ်အဲ့ဒါကိစ္စများနေတာတရားမရတော့အဲ့ဒါမျိုးကြောင့်မြတ်စွာဘုရားရှင်ဒီမှာပြောတယ်ကိစ္စနေရမယ်တနည်းအားဖြင့်ပြောရင်ကုသိုလ်ဘက်ကိုအာယုံများအချိန်ပေးဖို့လိုရယ်ကုသိုလ်အလုပ်တွေပုံမှာအာယုံများဖို့လိုတယ်ပေါ့နောက်တစ်ခုကတန်လောကဟိုဒီအတန်မွေးမှုပေါ်ပါရမယ်တဲ့နော်အတန်မွေးပေါ်ပါမယ်ဆိုလူတွေဆိုမတရားစီးပွားမရှာရဘူးနော်လိန်ညာပစ္စည်းဝါမရှာရဘူးအမျက်ကြီးစားတာမျိုးမလုပ်အောင်မတရားသူများပစ္စည်းကိုမတရားလိုချင်တာမျိုးမလုပ်အောင်နော်အဲ့တော့ဘုန်းကြီးတွေဆိုရင်နော်အတမှုပေါ်ပါမယ်ဆိုတဲ့အခါကျတော့ဘုန်းကြီးတွေဆိုရင်ဘေးတင်မဟောဘူး
နော်ချဲမတော့ဘူးဘောလုံးပွဲမလောက်ဘူးတက္ကရာမတွေကိုပေးကန့်ပြီးတော့ခါတဲ့တက္ကရာမတွေဒီကလက်လာပါမျောတဲ့ဟာမျိုးဒါမျိုးတွေမလို့နော်အဲ့ဒါတော့ကုလသုတနာအနေတနာမှု20ပေါ့အဲ့ဒါတွေကိုရှောင်ကျင်ရမယ်နော်အဲ့ဒါတော့တက္ကရာမတွေကသဒ္ဓတရားရှိလို့လှူလာတဲ့ပစ္စည်းဝတ္ထုပစ္စည်းလေးပါနဲ့ကျင့်နေရမယ်ဒါဘုန်းကြီးပါလူပိုင်းဆိုရင်လည်းခုနပြောတယ်ဘုရားရှင်ကပြောခဲ့တဲ့နော်တတ္တဝနိစ္စဝိတဝနိစ္စအစရှိတဲ့နော်မယောင်းရတဲ့ကုံမသွေရတဲ့ဟာ၅ခုရှိတယ်အဲ့ဒီဟာတွေကိုမလုပ်ရဘူးသူတို့ကပစ္စည်းမတရားမလို့ခြင်းရဘူးအစရှိတဲ့ဒါဟာအသက်မွေးမှုပေါ်ပါတယ်တနည်းအားဖြင့်ပြောရင်အသက်မွေးမှုလေးတယ်ဆိုတာကအကုသိုလ်နဲ့ရှင်ပြီးတော့ကိုလှုပ်တဲ့အလုပ်ဟာအကုသိုလ်လှုပ်တယ်ဆိုရင်ဒါဟာအသက်မွေးမှုလေးပင်တယ်ဘဝဒုက္ခခန္ဓာဒုက္ခကြီးကိုချိန်ဖန်များစွာခံမှာမဟုတ်တော့လေးတယ်ပေါ်ပါတယ်ဆိုတာဒီခန္ဓာကိုမလွှဲတာလို့ဒါစောင့်ရှောက်နေရတာဒီဘဝမှာဘဝရဲ့ခန္ဓာရဲ့ရလာလို့စောင့်ရှောက်သူတို့ပေါ်ပါလေးပဲနော်မြတ်တတ်ရှင်ပဲကုသိုလ်များများဖြစ်အောင်သာသနာတွင်မှာနေမယ်ဒါဟာအသက်မွေးမှုပေါ်ပါတာပဲဒါအတွက်အချင်းကုန်တဲ့သမီးအတွက်အချင်းကုန်တဲ့ဇနီးမယားအတွက်အချင်းကုန်တဲ့မြည်တွေအတွက်အချင်းကုန်တာနိုင်ငံရေးအတွက်အချင်းကုန်တဲ့အဲ့လောက်တဲ့အချင်းတွေတိတ်များနေရင်သူဟာအသက်မွေးမှုပေါ်ပါတဲ့ပုဂ္ဂိုလ်လို့ပြောလို့မရဘူးတဏိသာသနာတွင်မှာလူဖြစ်ရှုံးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်တန်လဟုကဟောဒီဆိုတာသာသနာတွင်လူဖြစ်မြတ်အောင်အမြတ်ရအောင်ကုသိုလ်များများဖြစ်အောင်လုပ်အကုသိုလ်နည်းနိုင်တဲ့များနဲ့ပါနိုင်တဲ့များပါအောင်လုပ်ပါလို့ပြောတာတန်လဟုကဟောဒီဟောဒီသွေးတွေရှိမှမေတ္တာကဖြစ်တယ်နော်နောက်တန်တိန်သရိယောစနေတိုင်းရွတ်နေကြတဲ့တန်တိန်ယောစနေဘောကသာအသာရှိတဲ့ဖြင့်နေတိုင်းရွတ်နေကြတာဒီအဓိပ္ပာယ်တွေနားလည်ဖို့လို့လေတန်တိန်ယောစငြိမ့်တတ်တော့အိန္ဒြေရှိရမယ်ဒါလက်ပေါ်လို့မလို့အောင်ဗဇက်ကလှုပ်ခနဲ့ပြောလိုက်တာမျက်စိကကြည့်ချင်တဲ့ဟာကိုပြက်ခနဲ့အာကုသိုလ်ဖြစ်မဲ့ဟာတွေပါတယ်မသိဘူးကြည့်တာပဲနော်နားကမကောင်းတဲ့အတန်တွေဆဲတာတွေဆိုးတာတွေမကောင်းတာတွေအသင်ဖြင့်ပြောတာတွေအဲ့ဒါတွေပဲလှက်ပတ်ပြီးကိုယ်တိုင်ကလည်းပြောသူတို့ကပြောတာလေဒီနေ့ကိုဒီနေ့ကမမောနိုင်မပန်းနိုင်လေအချိန်တွေကုန်ပြီးတော့အာကုသိုလ်ဖြစ်မဲ့အကြာအာကုသိုလ်ဖြစ်မဲ့အပျော်အာကုသိုလ်ဖြစ်မဲ့အမြင်အစရှိတဲ့အာယုံ၅ပါးပေါ့အိန္ဒြေ၅ပါးမျက်စိနားနာလျှာကိုယ်စိတ်အိန္ဒြေ6ပါးနော်အာကုသိုလ်ကင်းနိုင်တဲ့မြတ်ကင်းရမယ်အာကုသိုလ်မဝင်အောင်ပိတ်ဆို့ထားမယ်အဲ့ဒါဟာတန်တိန်တရိယောအိန္ဒြေရှိတယ်ဆိုနော်ဒီအာယုံ6ပါးအာယုံ5ပါးမှာအာကုသိုလ်မဝင်တာဟာအိန္ဒြေရှိတာဒါအရေးအကားနဲ့ဒီတိုင်းနားလည်ရနောက်နံပါတ်7နဲ့နိဘကောရင့်ကျက်သောဉာဏ်ရှိရမယ်မေတ္တာပွားရင်ဘယ်လိုပွားရမယ်အာနာပါနပွားရင်ဘယ်လိုပွားရမယ်နော်တခါတည်းတန်ဝေကားရအောင်လုပ်မယ်ဆိုရင်ဘယ်လိုရအောင်လုပ်အောင်မယ်အစရှိတဲ့ဖြင့်ဒါတွေကျွမ်းကျင်တာဟာရင့်ကျက်တဲ့ဉာဏ်ရှိလူတွေကိုခွင့်လွှတ်ပေးနိုင်တာနားလည်ပေးနိုင်တာဒါဟာရင့်ကျက်တဲ့ဉာဏ်ရှိကဲနောက်တစ်ခုကအပ္ပကဘောအပ္ပကဘောအပကပပကပဆိုတာကြမ်းတမ်းတာကိုယ်နှုံနှလုံးကြမ်းတဲ့ရိုင်းတဲ့အနေထားလဲကြမ်းတယ်မူရလဲကြမ်းတယ်ပြောသူကလည်းကြမ်းတယ်တွေးခေါ်ကလည်းယုံညံ့ဆိုတော့အရှိကအထည့်လိုက်တော့အငင်းဝကြဖြစ်သွားတယ်အငင်းစကလုံးဖြစ်သွားတယ်အပကပအပကဘောကိုယ်နှုံနှလုံးနုညံ့သူကြည့်လိုက်တဲ့နဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ပဲအဲ့ဒါလိုမျိုးမြင်ရတဲ့ကြည့်ရတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေတရားပဲဖြစ်စေတိရစ္ဆာန်ပဲဖြစ်စေကဲလူတယောက်ကတရားတွေကိုညှင်းဆန်းတိတ်ဆက်နေတယ်ဥမာခွေးတွေကိုရိုက်တဲ့နှက်တဲ့တရားတွေကိုတပ်ဖြတ်ဖြစ်တဲ့အဲ့လိုမြင်လိုက်တာနဲ့ထိုတိရစ္ဆာန်တွေကရန်သူလို့တတ်မြင်သွားတယ်ကြောက်သွားတယ်အဲ့လိုပဲလူတွေကိုတတ်တယ်ဖြတ်တယ်လိန်တယ်ညာတယ်ကောက်တယ်ဆိုတဲ့ပုဂ္ဂိုလ်သိတာနဲ့သူ့မြင်လိုက်တာနဲ့ဟာဒီကောင်လိန်တော့မှာဟာဒီကောင်ကရိုင်းနေတော့ကြမ်းနေတော့ဆိုတော့သူ့ကိုမြင်လိုက်တဲ့ပုဂ္ဂိုလ်ဟာတတိထားပြီးတော့အထိတ်တလန့်ဖြစ်သွားတယ်စိတ်ထဲမှာမလုံခြုံတော့ဘူးအဲ့ဒါလိုဖြစ်သွားတယ်ဆိုရင်ဒါဟာနော်သူဟာပကပပုဂ္ဂိုလ်ဖြစ်နေလို့ဒါကြောင့်အပကဘောကိုယ်နှလုံးနုညံ့သိမ်မွေးတဲ့သူဖြစ်ရမယ်နောက်ကိုလေတော့နန်းနုဂိတော့အစွဲလမ်းမထားရဘူးတဲ့ဒါဆွဲသမီးဆွဲစီစိတ်ဥစ္စာအစွဲမလွန်ကဲဖို့လို့တယ်မစွဲဘူးလားဆိုတော့လောဘမပယ်သေးဆွဲတာပဲနော်အေးဒါဆိုတော့အစွဲလမ်းနဲနိုင်နေမြနဲရမယ်ဒီနေရာမှာတော့မြတ်စွာဘုရားရှင်ကဘုန်းကြီးတွေကိုဦးစားပေးဟောတဲ့တော့ပါဘုန်းကြီးတွေတဲ့ကာရကမတွေပေါ်မှာမစွဲနဲ့ငါရဲ့ရဟန်းမေတော်ကြီးမို့ပဲငါကန်ထက်ထားတဲ့မေတော်တွေမို့ပဲငါကြည်ညိုးနေတဲ့သူတွေမို့ပဲဆိုပြီးတော့သူတို့ငိုတိုင်းလိုက်ငိုသူတို့ပြောတိုင်းလိုက်ပြောနော်သူတို့စီပွားဖြစ်တော့ဟုတ်ပါဟေ့သူတို့စီပွားကြတော့သွားပါကွာဆိုပြီးတော့လိုက်ပြီးတော့လူတကာတကမတွေလှုပ်တယ်လို့
လောကီအာယုန်နဲ့လိုက်ပြီးတော့မလှုပ်နဲ့အဲ့ဒါအစွဲလန်းကြောင့်လိုက်လှုပ်တာဒါကြောင့်အစွဲအလန်းမထားရဘူးတဲ့မေတ္တာပဲထားအစွဲလန်းမထားနဲ့ကရုဏာနဲ့စောင့်ရှောက်ပါစောင့်ရှောက်ကောင်းပါတယ်လမ်းညွန်ကောင်းပါတယ်ဆုံးမကောင်းပါတယ်နော်ဒါလုပ်ပေးရမယ်တာဝန်ကိုရှိတယ်ဒါဘုန်းကြီးတွေမှာတာဝန်ရှိတယ်တို့တော့သူတို့ခက်ခဲတိုင်းကြက်တဲတိုင်းသူတို့ပူရတိုင်းသူတို့ငိုရတိုင်းသူတို့ဒုက္ခများတိုင်းသူတို့ပျော်ရတိုင်းသူတို့မော်ရတိုင်းသူတို့ကြွားရတိုင်းလိုက်ပြီးတော့အဲ့ဒါတွေမလုပ်ဖို့မြတ်စွာဘုရားရှင်ကုလေသွားနာနုခေတော်နော်ဒီနော်ဒကာဒကမတွေနဲ့ပတ်သက်လို့ရှိရင်အစွဲလည်းမထားရဘူးတဲ့နော်လူတွေဆိုရင်နော်သက်ရှိသက်မဲ့စီစဉ်ဥစ္စာတွေပေါ်မှာအစွဲလည်းနဲနေနေမြနဲပါသူပေါ့ဒါမေတ္တာဖြစ်ခြင်းနသခုရမာဇရိကိစီယေနဝိညုပရိဥပဝရယောဝိညုလို့ခေါ်တဲ့ပညာရှိသူတော်ကောင်းအရိယာပုဂ္ဂိုလ်တွေကကဲ့ရဲ့အတဲ့မကောင်းမှုကိုနည်းနည်းလေးမှမပြုနဲ့မေတ္တာသုံးပါတကောဥဇဇာတုဇာတုဝဇောမုရုဏတိမနိတန္တတကောဇသုပရောဇအပကိသောဇတလောကဟုတ်တိတန္တိတိယောဇနိဘကောဇအပကဘောကုလေသောနာနုဂိတောနဇကုသမာရိနဇကုဒ္ဓမသရေကိဉ္စီယေနဝိညုပရိဥပဝရေယုံဟောဒါဒီအပိုက်ကမြတ်စွာဘုရားရှင်ကဟောဒီအည်သွေး15မျိုးဟာမေတ္တာပွားမဲ့ပုဂ္ဂိုလ်တွေမှာရှိထားရမယ်အည်ချင်းတွေစိတ်နေစိတ်ထားတွေသူ့ရဲ့lifestyle ပေါ့နော်ဒီအမှုချင်းကာယကံဝစီကံမနောကံမှာဒီအည်ချင်း6ခု15ခုနဲ့ညီညွတ်အောင်နေမယ်ဆိုရင်ထိုပုဂ္ဂိုလ်ဟာမေတ္တာအလွယ်တကူပွားနိုင်လိမ့်မယ်မေတ္တာအားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်ဆိုပြီးမြတ်စွာဘုရားရှင်ကယဟန်900ကိုသင်လိုက်တာအဲ့လိုသင်လိုက်တဲ့အခါသာနာမှာကြည်ညိုတဲ့စိတ်နဲ့ရောက်လာတဲ့ယဟန်900ဘုရားစီကဒီတကားကြားလိုက်တဲ့နဲ့ဒီအချင်း15ခုကိုသူတို့စီမှာချက်ချင်းရောက်အောင်တည်ဆောက်နိုင်တယ်ဒါကြောင့်တမာတိရလာပြီထိုပုဂ္ဂိုလ်တွေကဘုရားရှင်မေတ္တာတုတ်ရဲ့အဆုံးမှာမြတ်စွာဘုရားရှင်ဒါမနက်ဖြန်ဉာဏ်နဲ့လာမယ်တော့မေတ္တာတုတ်ရဲ့အဆုံးမှာမြတ်စွာဘုရားရှင်ဝိပဿနာဉာဏ်တင်ပေးလိုက်တာဒီယဟန်900သောတပန်တခါတခါအနာဂါယဟန္တာဆိုပြီးတော့ဒါဖြစ်သွားကြတယ်ပေါ့နော်ဒါကြောင့်တကယ်ဒီမေတ္တာတုတ်လားမေတ္တာပွားနေရအလွန်ကောင်းပါတယ်အဲ့တော့ဒုက္ခိနောဝခေမိနောဟွန်တုတပ္ပတတဘုံတုဒုက္ခိတတ္တဆိုတာကမေတ္တာပွားမဲ့စိတ်ထားလေးကိုပြောတာမေတ္တာပွားမဲ့စိတ်ထားကိုမြတ်စွာဘုရားရှင်အရှိကြီးတော့ကျမ်းမာတိပေါင်းနိဗ္ဗာန်ရောက်ပါသည်ဘာဖြစ်ပါသည်ညာဖြစ်ပါသည်အဲ့လိုမျိုးအရှိကြီးပြောတာမဟုတ်ဘူးလူရင်းတို့ရှင်ဒုက္ခိနောဝခေမိနောဟွန်တုတပ္ပတတဘုံတုဒုက္ခိတတ္တတရဝမှန်နှမြကိုချမ်းသာကြပါသည်စိတ်ချမ်းသာကြပါသည်ဘေးရန်ကင်းဝေးကြပါသည်အေးချမ်းသာရကြပါစေဒီသဘောပေါ့တလုံးနဲ့ပြောမှဆိုတရဝမှန်သမျှချမ်းသာကြပါစေဆိုတာဟောဒီစိတ်ထားလေးကိုမြတ်စွာဘုရားရှင်ကပြောတာဒုက္ခိနောဝခေမိနောဟွန်တုတပ္ပတတဘုံတုဒုက္ခိတတ္တတရဝမှန်သမျှချမ်းသာကြပါစေယဟန်900ကိုဘုရားရှင်ကဒီစိတ်ထားလေးတစ်ခုပဲသင်လိုက်တာအဲ့ဒီယဟန်900အဲ့ဒီစိတ်ထားလေးကိုဘုရားတရားတရားနာရင်နဲ့နှလုံးသွင်းနေလိုက်တာသူတို့ဟာမေတ္တာဇံတွေရသွားတယ်ပထမဇံဒုတိယဇံတတိယဇံတရားနာရင်နဲ့နှလုံးသွင်းတဲ့ဒီယဟန်900မေတ္တာတတိယဇံဒီရအဲ့ဒီတတိယဇံကနေထပြီးတော့ဇံအင်္ဂါတွေကိုဝိပဿနာဆင်ញင်လိုက်တာဒုယဟန်900ဟာယဟန္တာဖြစ်ကြတယ်နော်ဒီလိုမျိုးဖြစ်မှာပေါ့နော်အဲ့ဒါတော့ဒီမှာတော့မေတ္တာသုတ်လားမေတ္တာသုတ်လားဒီယဟန်900ကဘုရားစီဒီကဒီမေတ္တာကမ္မထမ်းတွေကိုစနစ်တကျသင်ယူပြီးတော့တောတဲ့ကိုပြန်ပြီးတော့လေ့ကျင့်အားထုတ်ကြတယ်နော်မြတ်စွာဘုရားရှင်ကတမာရီပိုင်းကိုလည်းသင်ပေးလိုက်တယ်ဝိပဿနာပိုင်းကိုလည်းသေချာသင်ပေးလိုက်တယ်အဲကြောင့်တောတဲ့ကိုမရောက်ခင်တည်းကဒီသွားမဲ့နေရာကိုလှမ်းပြီးမေတ္တာပို့ဒါကြောင့်ဒီနေရာမှာတခါတည်းကြုံလို့ပြောရမယ်ဆိုမိမိတို့ကသွားမယ်ကိုသွားမဲ့ခရီးရဲ့အရှိပေါ့အရှိဆိုတာအရှိရက်ကိုပြောတာမဟုတ်ဘူးကိုသွားမဲ့ခရီးတင်မျက်နှာမူရအရှိကိုသွားမဲ့ခရီးရဲ့နောက်ဘက်ကျန်တဲ့ဟာအနောက်လက်ရဘက်ဟာလက်ရဘက်လက်ဝဲဘက်အောက်ဘက်အထက်ဘက်အနည်းဆုံးအရက်6မျက်နှာကိုမေတ္တာပို့တော့ပါငါဤမျက်နှာမူရအရက်မှာရှိကြတဲ့ပုဂ္ဂိုလ်တော်တော်တွေဘေးရန်ကင်းကြပါစေချမ်းသာကြပါစေငါဤအနောက်ရမှာရှိကြတဲ့ပုဂ္ဂိုလ်တော်တော်တွေဘေးရန်ကင်းကြပါစေချမ်းသာကြပါစေငါဤလက်ရဘက်မှာရှိကြတဲ့ပုဂ္ဂိုလ်တော်တော်တွေဘေးရန်ကင်းကြပါစေချမ်းသာကြပါစေငါဤလက်ဝဲဘက်မှာရှိကြတဲ့ပုဂ္ဂိုလ်တော်တော်တွေဘေးရန်ကင်းကြပါစေချမ်းသာကြပါစေငါဤအောက်ရက်မှာကြည်ကြတဲ့ပုဂ္ဂိုလ်တ attva တွေဘေးရန်ကင်းကြပါစေချမ်းသာကြပါစေ
ငါ၏အထက်ရဲ့မှာရှိကြတဲ့ပုဂ္ဂိုလ်တ attva တွေဘေးရန်ကင်းကြပါစေချမ်းသာကြပါစေအရက်6မျက်နှာအ ਨੇ ဆုံးမေတ္တာနဲ့ခြုံသွားပါဘုံဘုံတို့မောင်တော်မြေစင်တော်ရဆရာတော်ဘုရားကြီးဆိုရင်မေတ္တာပွားတဲ့ကဒီတိုင်းပွားတယ်သွားတဲ့ခီးစဉ်တိုင်းမှာအရက်6မျက်နှာပွားသွားတယ်ပွားသွားပြီးတော့ကားနဲ့ရှောင်သွားတယ်မိမိကလည်းကားနဲ့ရှောင်သွားရင်ရှောင်သွားတဲ့ကားကိုလည်းမေတ္တာပို့ကိုကားပေါ်မှာပါလာတဲ့ driver ကနေစပြီးတော့ကားပေါ်မှာပါလာတဲ့ပုဂ္ဂိုလ်တော်တော်တွေကိုမေတ္တာပို့တယ်ဘေးရရှောင်သွားတဲ့ကားတွေကိုတွေ့တယ်ဆိုမေတ္တာပို့တယ်နော်အဲ့လိုမျိုးပေါ့လူချင်းရှောင်သွားတဲ့ရှောင်သွားတဲ့ပုဂ္ဂိုလ်ကိုမြင်တာနဲ့မေတ္တာပွားတယ်အလေးကျင့်လုပ်တဲ့ဆိုရင်တော့မေတ္တာစိတ်ထားအားကောင်းလာတဲ့အခါမြင်တာနဲ့မေတ္တာစိတ်ဖြစ်တယ်ဥပမာပေါ့ဘုံဘုံပြောပြမယ်လူတယောက်ကကိုယ့်ရဲ့ရန်သူဆိုရင်မြင်တာနဲ့စိတ်ထဲမှာဒိန်နဲ့ဒေါသဖြစ်သွားမကျေနပ်တဲ့စိတ်ပေါ်သွားတယ်အဲ့ဒါကဒေါသအလေးကျင့်အားကောင်းနေလို့အဲ့လိုပဲမိမိစိတ်ကမေတ္တာတွေထုံးမွှမ်းပြီးအလေးကျင့်အားကောင်းနေမြင်တာနဲ့ရန်သူမိတ်ဆွေမဟုတ်တော့ဘူးမြင်တာနဲ့ဘေးရန်ကင်းပါစေချမ်းသာပါစေဆိုတော့မေတ္တာစိတ်ကလေးအရင်ရောက်သွားတယ်အဲ့ဒါတော့သူနဲ့ကိုယ်နဲ့ရန်ဖြစ်စရာအကြောင်းမရှိတော့ဘူးပေါ့ဒါကအလေးကျင့်သိကောင်းဖို့လိုပါတယ်ယောဂီတို့တကယ်ကောင်းတဲ့ဟာတွေပါနော်လေ့ကျင့်ဖို့လိုပါတယ်ဒါကြောင့်ဒုက္ခိနောဝခေမနောဟွန်တုတပ္ပတတဘုံတုဒုက္ခိတတတရဝမှန်နှမြချမ်းသာကြပါစေဒီလိုလေးမေတ္တာပွားပါယေကေတိပါဏဗုဒ္ဓတိတတဝါသာဝရဝနဝတိတာဒီဃဝါယောမန္တမစ္စည်းမရတ္တကအနုကထူလာဒါမြတ်စွာဘုရားရှင်မေတ္တာပွားရမယ်အာယုမေတ္တာရဲ့အရှုခံပေါ့မေတ္တာရဲ့အရှုခံအာယုနဲ့ခွဲပြထားတယ်တစ်ခုတည်းစုပွားတဲ့နီးနှစ်ခုစုပွားတဲ့နီးသုံးခုစုပွားတဲ့နီးဧကကနီးဒွိကနီးတိကနီးဒီနေရာမှာမြတ်စွာဘုရားအကုန်ထည့်ပြီးတော့ပြောလိုက်တာနော်အဲ့ဒါကြောင့်ဒီမှာတဏမကင်းထိတ်လန့်ခြင်းရှိတဲ့ကြောက်တတ်တဲ့ပုဂ္ဂိုလ်တွေသာဝရတဏကင်းပြီးတော့ကြောက်လန့်ခြင်းမရှိတော့တဲ့ယဟန္တာပုဂ္ဂိုလ်ဒါကြောင့်ကြောက်တတ်မကြောက်တဲ့ပေါ့ဒီနေရာမှာကြောက်တတ်မကြောက်တဲ့ကြောက်တတ်တာကအနာဂံကနေအောက်ထိကြောက်တတ်သေးတယ်ဆိုတဲ့အထက်မှာထည့်အောင်ဘာဖြစ်လို့တဏမကင်းသေးလို့အနာဂံကဘာတဏရှိသေးဆိုဘဝတဏရှိသေးတယ်အနာဂံဘဝလေးဗြဟ္မဘဝကိုလိုချင်တဲ့ဒီတဏပါလေးရှိသေးတယ်အဲ့ဒီတဏရှိသေးတာကိုကဒီဗြဟ္မဘဝကိုမရမှာစိုးရိမ်စိတ်ကလေးရှိသေးတယ်ပေါ့ဟောယဟန္တာပုဂ္ဂိုလ်ကြတော့ခန္ဓာဘဝဒုက္ခတွေအပိလွတ်သွားတာကိုပဲလိုချင်တယ်ဘဝခန္ဓာထပ်မရကြတော့ဘဝခန္ဓာမရမှာဖြစ်တဲ့အတွက်မကြောက်တော့ဘူးနော်ဒါကြောင့်တဏကင်းသွားတဲ့ပုဂ္ဂိုလ်တွေဟာယဟန္တာပုဂ္ဂိုလ်တွေကမကြောက်တော့ဘူးတဏမကင်းတဲ့အနာဂံကနေစအောက်ပုရုသင်တွေအကုန်လုံးအဲ့ဒါကြောက်သေးတယ်လို့ပြောနှစ်ခုခွဲတယ်ဒီကမဟာန္တနော်ဒီမှာတော့သုံးခုခွဲတယ်ဒီကရှည်တယ်ရတ္တတိုးတယ်မေဇိမအလဲအလက်ရှည်တိုးအလက်နောက်မဟာန္တကြီးတယ်အနုကငယ်တယ်မေဇိမအလက်အလက်ရှိတယ်ထူလဝတယ်နော်အနုကပိန်တယ်မေဇိမအလဲအလက်ခန္ဓာကိုရှိတယ်နော်ဒိဋ္ဌဝါယေဝအရိဋ္ဌယေဝဒူရေဝတန္တိအဟုဒူရေဘုဒ္ဓဝတံဝေရိဘသဗ္ဗတတဘုံဒုက္ခိတတဒိဋ္ဌမျက်စိနဲ့မြင်နိုင်တဲ့တရားဝါတွေအဒိဋ္ဌမမြင်နိုင်တဲ့တရားဝါတွေတနည်းဒိဋ္ဌမျက်စိနဲ့မြင်ဘူးတဲ့ပုဂ္ဂိုလ်တွေအဒိဋ္ဌမျက်စိနဲ့မမြင်ဘူးတဲ့ပုဂ္ဂိုလ်တွေဒုရဝေးတဲ့ပုဂ္ဂိုလ်တွေဘလောက်ဝေးလဲစัจ java လားအနန္တဒီဝေးနေတာအဝိဒုရအဝိဒုရနီးတဲ့ပုဂ္ဂိုလ်တွေဘလောက်နီးလဲကိုယ်ဆောင်နှက်ကနေစပြီးတော့အိမ်တွင်းမှာရှိနေတဲ့မိသားစုဝင်တွေကိုအိမ်တွင်းမှာရှိတယ်ကိုအိမ်တွင်းမှာမရှိလို့အပြင်ရောက်နေတဲ့နိုင်ငံရဲရောက်နေတယ်ဆိုတော့ဒါဝေးတယ်ပေါ့နော်နောက်တစ်ခုဘူတနောက်ထပ်ဘဝအပြင်မဖြစ်တော့ဘူးဘဝဆက်ဆုံးသွားတဲ့ပုဂ္ဂိုလ်တွေဟာယဟန္တာပုဂ္ဂိုလ်တွေပဲတံပွေသည်နော်အဲ့ဒါတော့ပုထုဇဉ်တက်ခပုထုဇဉ်ဆိုတော့ရှင်းတယ်ဗျာပုထုဇဉ်အကျဉ်းသားတွေနော်တက်ခပုဂ္ဂိုလ်က9ယောက်ရှိတယ်သောတာပန်သောတာပတ္တိမတ်ဖို့တဂရဂမိမတ်ဖို့အနာဂမိမတ်ဖို့အရဟတမတ်ဆိုတော့9ဦးသောတာပန်ပုဂ္ဂိုလ်က2ဦးတဂရဂံပုဂ္ဂိုလ်က2ဦးအနာဂံပုဂ္ဂိုလ်က2ဦးယဟန္တာပုဂ္ဂိုလ်ကအရဟတမတ်ပုဂ္ဂိုလ်1ဦးဆိုတော့တိခဆိုတာကျင့်လို့မပြီးသေးဘူးပေါ့နော်အရဟတဖို့ဆိုရင်ကျင့်လို့ပြီးသွားပြီနော်အဲ့ဒါကြောင့်ဒီမှာနော်တိခပုဂ္ဂိုလ်ဆိုတာကတော့အရဟတမတ်ကနေအောက်အနာဂံရောပါတယ်တဂရရောပါတယ်သောတာပန်ရောပါတယ်ပုထုဇဉ်တွေအားလုံးကိုယူရတာဖြစ်တယ်။ကဲဒီလိုပြောလိုက်တဲ့အခါဒါမေတ္တာသုတ်လား
ပါဠိကိုမြန်မာလိုပြောတာအဲ့ဒါကိုဘုံဘုံတို့ကျေးဇူးတော်ရှင်မင်းကုန်းဆရာတော်ဘုရားကြီးကဒါပြီးခဲ့တဲ့ဘက်ကဘုံဘုံဒါနဲ့ပတ်သက်ပြီးတော့ပြောခဲ့တယ်နော်ဟောဒီမှာလုံးစုံမြတ်သောတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါသည်ရေကေစီအကုန်ပေါင်းလိုက်တယ်နော်နောက်တကကြောက်တယ်မကြောက်တယ်မြင်အမမြင်အဝိနေနိနေဘဝသက်ဆုံးမဆုံးရှေးတို့အလဲကြီးငယ်အလဲစူးကြုံအလဲအလွန်စနစ်ကြတယ်ဒါမြတ်စွာဘုရားရှင်ဟောတဲ့ပါဠိတော်ကိုမြန်မာစကားမြန်မာနားနဲ့မြန်မာတွေနှလုံးသွင်းမှန်မှန်ကန်ကန်အစင်ကြကြပွားနိုင်မှုတွေကျေးဇူးတော်ရှင်တိပိဋကမင်းကုန်းဆရာတော်ဘုရားကြီးကဒါလင်္ကာလေးဆက်ဆိုတာဒီတိုင်းပွားတယ်ဆိုရင်ဘုရားပြောတဲ့မေတ္တာသုတ်လားမေတ္တာပွားနည်းပါသွားဒီအောက်ကလူချင်းချင်းလက်ပတ်ချင်းကင်းချင်းကြပါစေထင်းသေးချင်းချင်းချင်းကင်းချင်းကြပါစေဆင်းရဲလူချင်းချင်းချင်းကင်းချင်းကြပါစေဆိုတာကဒါကကရုဏာလေးထည့်ပေါင်းထားတာမေတ္တာကိုပို့ပြီးတော့အားကောင်းဆွေးမြဲသွားဖို့အတွက်ကရုဏာလေးထည့်ပေါင်းထားတာအပေါ်ပိုက်တွေကတော့အပေါ်ကြောင်းတွေကတော့ဒါမေတ္တာဖြစ်တယ်ပေါ့ဒါကဒါမေတ္တာသုတ်လားမေတ္တာအကျေဖြန့်ပွားနည်းဒါဖြစ်ပါတယ်အဲ့တော့ထားရှိရမယ့်စိတ်ထားတယောက်တည်းရှိတဲ့သားလေးမွေးထားတဲ့မိခင်ဟာနော်ဒီသားလေးပေါ်မှာအသက်တမျှချစ်ရတယ်လို့တရားတွေအားလုံးပေါ်မေတ္တာစိတ်ဖြန့်ထားပါမေတ္တာစိတ်ပွားနေပါအဲ့ဒါလိုမျိုးဒါပြောခြင်းဖြစ်တယ်ဒါဆိုရင်တော့အလွန်အားကောင်းတဲ့မေတ္တာစိတ်ဖြစ်သွားပြီပေါ့အဲ့တော့မေတ္တာရဲ့အကျိုး7ပါးရှိတယ်နော်မေတ္တာအကျိုး7ပါးအဲ့တော့ချမ်းသာသာအေးရခြင်းချမ်းသာသာနိုးရခြင်းအိမ်မက်သုံးမက်ခြင်းလူနဲ့ချစ်ခင်ခြင်းနတ်တွေစောင့်ရှောက်ခြင်းလက်နဲ့အစိမ့်မီးအန္တရာယ်တွေမကင်းခြင်းစိတ်တည်ကြည်ခြင်းမျက်နှာကြည်လေခြင်းမတွေ့ဝေပဲတည်ရခြင်းတည်တဲ့အခါပြမပြီးရောက်ရခြင်းဆိုတဲ့အကျိုး7ပါးဒါဘုရားဟောပါပဲနော်အောက်မှာတော့ဘုရားဟောစာဥပဲဒါမာသီဆရာတော်ဘုရားကြီးကဒီနေ့3ခါဘုရားဖြင့်ချက်ကတမင်ကျွမွေးခြင်းထက်မယွင်းစင်စစ်နှုတ်တညစ်စာကျိန်3ခါမြမေတ္တာပွားများကြိုးကြီးမှတွေဘုရားမြတ်စွာမိန်ကွန်းဒီပြီးတော့လေဒီဆရာတော်ဘုရားကြီးဒီမာသီဆရာတော်ဘုရားကြီးကမေတ္တာရဲ့စွမ်းအားတွေကိုဒါတော့ပေါ်ပြခဲ့တယ်။ဂိုင်းဒါဒီနေ့မေတ္တာသုံးနဲ့ပတ်သက်ပြီးတော့ဒါဘုံဘုံတို့နော်သင်္ကန်းသာသဘောတရားဒါပြီးပါပြီ